မင်္ဂလာပါတင်ကြပြန်လာပြီ let's go ဘာလို့လဲနဲ့ Premier League တော့28ကိုရောက်လာခဲ့ပြီ။ပုံမြန်တော့ဖြစ်လာမယ့်အသင်းကိုပွဲကြည့်ဆုံးနဲ့သိချင်ပါတယ်။ဒီနေ့မှာကံမဲ့အသင်းဟာဆိုရင်အမှတ်ပေးစရာရဲ့ဖိတ်ဆုံးအသင်းနဲ့ဖိတ်ဆုံးအသင်းတို့ရဲ့ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုဖြစ်တယ်။ပထမအကြော့ဆောက်တန်းနဲ့အင်ကွင်းမှာရင်ဆိုင်ကစားခဲ့စဉ်က2-3ရလက်နဲ့အဝေးကွင်းလီဗာပူးတို့အနိုင်ရခဲ့ပြီးမြဲပေါက်ကြီးအရာတလုံးအရှုံးဖြစ်တာကြောင့်ဘောနိုင်ကြီးရှုံးဖြစ်ခဲ့တယ်။အခုလီဗာပူးအိမ်ကွင်းမှာတော့နှလုံးအရှုံးဈေးအကျော်ပေးလာတာကိုတွေ့ရတယ်။အိမ်ကွင်းအဝေးကွင်းဈေးတန်းအရာဒီအကျော်ပေးမှုကမှန်ကန်တဲ့အကျော်ပေးမှုလို့ဆိုရမယ်။လီဗာပူးအနေနဲ့တကယ်တမ်းကံမယ်ဆိုရင်တော့ဂိုးမပြတ်နိုင်ကြအကြောင်းမရှိဘူး။ရှေ့မှာချက်စီအသင်းကတော့၄ဂိုးပြတ်သွင်းရခဲ့တဲ့ဆောက်တန်းဟာတန်းစစ်မှုတေချာနေတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်။လီဗာပူးအနေနဲ့3ဂိုးသွင်းတာနဲ့ဘော်ဒီဈေးအောင်မှာဖြစ်ပြီးတော့4ဂိုးပြည့်တာနဲ့ဂိုးပေါင်းဈေးကတဝက်ပျော်ရွှင်မှုရမှာဖြစ်တယ်။သတိပြုရမှာကဒီပွဲပြီးရင်လီဗာပူးကဂျားရက်မှာ PSG အသင်းကိုချန်ပီယံလိမှာအကန်ကစားမှာဖြစ်လို့သူတို့အနေနဲ့အခုပွဲရလက်ကိုလိုအပ်တဲ့အတိုင်းအတာထိတာဖိနှိမ့်သိမ့်သိမ့်ကစားလာနိုင်တာကြောင့်ဒီပွဲမှာတော့သွင်းကိုအမြောက်အများတွေ့ရဖို့မရှိဘူးလို့သုံးသပ်ရင်းနဲ့ဂိုးအနှဲငယ်ကိုပဲရွေးချယ်ပါမယ်။တင်ညာကတော့လီဗာပူးဂိုးကိုပိုကြိုက်ပါတယ်။ယူဇာများအရှုံးနဲ့၍အနိုင်များကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်။